လူတွေလိုစကားမပြောနိုင်ပေမဲ့လည်းတရိတ်ဆန်လေးတွေကသူတို့နီးသူတို့ဟန်နဲ့အချင်းချင်းဆက်သွယ်ကြပါတယ်ဆက်သွယ်ပုံထူးခြားတဲ့အထက်မှာ Botanos လင်းပိုင်လေးတွေလည်းပါတယ်1960ပြည့်နှစ်ကတည်းက Botanos လင်းပိုင်လေးတွေကတမှုထူးခြားတဲ့ whistle လိုအသံမျိုးနဲ့အချင်းချင်းဆက်သွယ်ကြတယ်ဆိုတာကိုစသိခဲ့ရတယ်ပထမတစ်ချက်ကသူတို့တကောင်ချင်းစီမှာကိုယ်ပိုင်နာမည်လေးတွေရှိရဆိုတာပဲလင်းပိုင်တွေကအကောင်ပေါက်ဘဝကလေးကဝစ်ဆဲလိုအတန်ပြူနီးကိုတင်ယူကြရတယ်ပြီးရင်သူတို့ရဲ့ကိုယ်ပိုင်သင်္ကေတတစ်ခုဖြစ်လာမယ်အတန်တစ်ခုကိုဖန်တီးတယ်အဲ့ဒီ signature ဝစ်ဆဲကသူတို့ရဲ့ကိုယ်ပိုင်နာမည်လိုပါပဲလင်းပိုင်အုပ်ထဲမှာအချင်းချင်းကွဲသွားကြရင်သူတို့ရဲ့ကိုယ်ပိုင် signature ဝစ်ဆဲနဲ့အော်ခေါ်ကြပါတယ်ဥပမာပြောရရင်နီနီဆိုတဲ့လင်းပိုင်လေးကပျောက်သွားခဲ့လင်းပိုင်အုပ်ထဲကတကောင်ကောင်ကနီနီရေဆိုပြီးအော်ခေါ်မယ်တစ်ဖက်ကနီနီကလည်းနီနီတီမာပါဆိုတဲ့သဘောမျိုးနဲ့သူ့ရဲ့ကိုယ်ပိုင် signature words နဲ့ပြန်အသံပြုပါတယ်ဒါကိုဘယ်လိုလေ့လာခဲ့ကြလဲဆိုရင်လင်းပိုင်သားမျိုးတကန်ချင်းစီခွဲထားပြီးတော့လေ့လာခဲ့ကြတာပါအရင်ဆုံးသားပေါက်လေးကအမေရဲ့အော်တန်ကိုနားထောင်ပြီးတော့တင်ယူတယ်ပြီးတော့အမေနဲ့သားကြားထဲမှာ signature words တစ်ခုဖြစ်ပေါ်လာပြီးတော့အမေကသူ့ရဲ့သားကိုခေါ်ရဲအဲ့ဒီ signature words ကိုသုံးတယ်တစ်ဖက်ကသားကလည်းသူ့ရဲ့ကိုယ်ပိုင် signature words နဲ့ပြန်အသံပြုတတ်ကြပါတယ်ဒါကြောင့်လင်းပိုင်တွေမှာကိုယ်ပိုင်နာမည်လိုမျိုး signature words တစ်ခုစီရှိကြတယ်ဆိုတော့သုံးသက်ချက်ထွက်လာတာပါနောက်တစ်ချက်ကအုပ်စုဖွဲ့နေတဲ့လင်းပိုင်တွေကကိုယ်အုပ်နဲ့ကိုယ်ပဲဆက်သွယ်ကြတယ်သစိမ်းအုပ်နဲ့ဆိုရင်အတန်ပြန်မပြုတ်တတ်ကြပါဘူးဒါနဲ့ပတ်သက်ပြီးတော့ Scotland ရဲ့ University of St Andrew ကဇီဝဗေဒပညာရှင်တို့ဖြစ်တဲ့ Stephen King နဲ့ Vincent Jarnett တို့က Scotland ရဲ့အရှေ့ကမ်းရိုးတန်းတစ်ဝိုက်မှာနေတဲ့ Botanos dolphin တွေနဲ့ကို10နှစ်လောက်လိုက်ပြီးတော့လေ့လာခဲ့ပါတယ်ပြီးတော့2006ခုနှစ်မှာsignature with the shape sequence identity information to Botanos dolphin ဆိုတဲ့သုတေသနစာဆောင်တစ်ခုကိုပြုစုခဲ့ပါတယ်သူတို့လုပ်ခဲ့တဲ့သုတေသနအရဆိုရင်လင်းပိုင်အုပ်တွေကကိုယ့်အုပ်ထဲကအကောင်တွေရဲ့အော်တန်ကိုကြားရင်အတန်ပြန်ပြုတ်တတ်ပြီမလဲသစိမ်းအုပ်ရဲ့အော်တန်ကိုတော့အမှုမဲ့အမှန်မဲ့နဲ့တိတ်တိတ်နေတတ်ကြပါတယ်ဒီတော့လင်းပိုင်အုပ်တွေကသူတို့ထဲကအကောင်တွေရဲ့အတန်ကိုအလွတ်ရနေတယ်ဆိုတဲ့သဘောပါပဲလင်းပိုင်ကြောင့်ဖယ်ရင်နဲ့ဟန်နီဘီတွေကဝက်ကဲအကပြီးတော့အချင်းချင်းဆက်သွယ်ကြတဲ့အကြောင်းစင်တွေကလူတွေမကြားနိုင်တဲ့လှိုင်းကျိန်နှုန်းရှိတဲ့ infrasound တွေနဲ့အချင်းချင်းဆက်သွယ်ပြီးတော့အဲ့ဒီအတန်ကမြေအောက်ထဲထိအတန်ပြန့်နိုင်စွမ်းရှိတယ်ဆိုတဲ့အကြောင်းသိခဲ့ရပါတယ်အခုထက်ပိုပြီးတော့တိကျသိကျင်နေဆိုရင်တော့သူတေသနာစောင့်ပါးတွေကနေစပြီးတော့ရှာဖတ်ပေးပါဒီနေ့ကတော့ဒီလောက်ပါပဲနောက်ပိုင်းမှာလည်းဖက်ရှင်မီသမျှကိုပြန်လည်မျှဝေပေးပါမယ်ရှင် Hi Story